American နေပြီးတော့ Israel နိုင်ငံကိုစတင်ပြီးတော့တိုက်ခိုက်နေပြီIsrael မဟာလူ sorry Iran နိုင်ငံကို American နေပြီးတော့စတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်ကြီးရည်လေပါဝင်တဲ့စစ်စင်ရေးတစ်ခုကို American သမ္မတကပြီးခဲ့တဲ့10မိနစ်ကပဲသူ့ရဲ့ True Media မှာတင်ထားပြီးတော့ American နိုင်ငံအနေနဲ့ Iran နိုင်ငံကို American နိုင်ငံသားတွေရဲ့လုံခြုံရေးကိုဒါချင်းချောက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုက်ခိုက်ရပါတယ်ဆိုပြီးတော့ပြောပါတယ်ကြီးရည်လေပါဝင်တဲ့စစ်စင်ရေးတစ်ခုကိုလက်ရှိကျွန်တော်အခုတင်ဆက်နေစဉ်ကာလမှာပဲ American သမ္မတ Donald Trump ကနေပြီးတော့ Iran နိုင်ငံကိုတိုက်ခိုက်နေပြီဖြစ်ပါတယ် Iran နိုင်ငံရဲ့ကောင်းကင်ပေါ်မှာတကယ်ဒုံးကြီးတွေကလည်းအဆက်မပြတ်ပြန်ဝဲနေပြီးတော့ Iran နိုင်ငံရဲ့ခေါင်းဆောင်အယာတိုလာအလီခါမေနီရဲ့ရုံးခန်းသားမှာလည်းဒုံးကြီးတစ်စင်းကြားရောက်ပေါက်ကွဲခဲ့တယ်ဆိုပြီးတော့သတင်းစကားတွေကသိရှိရပါတယ်ပြီးခဲ့တဲ့4ရက်လောက်ကလည်းပါကစ္စတန်နိုင်ငံကနေပြီးတော့မှကဘူးကိုအာဖဂန်နစ္စတန်ကိုဘုံကျဲပြီးတော့တိုက်ခိုက်ထားတာလည်းရှိပါတယ်ကဘူးမြို့နဲ့ကန်ဒါရာမြို့တွေကိုဒါပါကစ္စတန်စစ်တပ်ကနေပြီးတော့မှအာဖဂန်နစ္စတန်ကိုတာလီဘန်တွေကိုတိုက်ခိုက်နေတာရှိပါတယ်ပြီးတော့ကုန်းချောင်းစစ်စင်ရေးအနေနဲ့လည်း2ရက်လောက်ရှိပြီးစစ်ထိုးနေပြီဖြစ်ပါတယ်ဆိုတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကလည်းဒီရက်ထဲမှာပဲစစ်ဖြစ်နေတယ်ဒီနေ့28ရက်နေ့2လ28ရက်နေ့2လ2026မှာပဲ American နိုင်ငံကကြီးရည်လေပါဝင်တဲ့စစ်စင်ရေးတစ်ခုကို Iran နိုင်ငံကိုအားကုန်သုံးပြီးတော့ဆင်နွှဲနေတာဖြစ်ပါတယ် American သမ္မတကျုံးဝါမှုတွေကလည်းကြောက်ဖို့လောင်းမှုတောင်ကောင်းပါတယ်48နှစ်ကြာ Iran နိုင်ငံကိုမတရားထိန်းချုပ်သိမ်းပိုက်ထားတဲ့ Iran အာဏာရှင်အုပ်စုတစုကိုတဲ့သူတို့ကရှင်းလင်းဖယ်ရှားသွားမှာဖြစ်တယ် Iran နိုင်ငံရဲ့ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေအီရန်နိုင်ငံရဲ့ဒုံးကျည်တွေကိုလည်းအကုန်လုံးဖျက်ဆီးသွားမယ်အီရန်နိုင်ငံရဲ့ရေတပ်ကိုလည်းဖျက်ဆီးသွားမယ်ဒါအလုံးစုံကျင်မွသွားအောင်တိုက်ခိုက်သွားမယ်ဆိုပြီးတော့လည်းချင်းချောက်ပြောဆိုထားဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Tony You Channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ Tony You Channel ဟာဆိုရင်နေ့စဉ်တန်းတူတန်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ Channel ကို Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှိရှုသူများကိုအထူးကျေးဇူးတင်ပါတယ်ပြောရင်ပြောတဲ့အတိုင်းပဲဒီ Israel နိုင်ငံကနေပြီးတော့မှအီရန်နိုင်ငံရဲ့ကောင်းကင်ပေါ်မှာဒုံးကျည်တွေအဆက်မပြတ်ပြစ်လွတ်နေတာဖြစ်ပါတယ်။ Hormuz ရေလက်ကြားနဲ့မြေထဲပင်လယ်ထဲမှာလည်း American လေယာဉ်တင်သင်္ဘောတွေကလည်းဒါအဆက်မပြတ်ကိုဒါရောက်ရှိချထားပြီးသားဖြစ်ပါတယ်။ဆိုတော့အီရန်ခေါင်းဆောင်အယာတိုလာအလီခါမေနီကလည်းပြီးခဲ့တဲ့ရက်တစ်ပတ်ကထိ American နဲ့ညှိနှိုင်းမှုကိုညှင်းဆိုနေတာဖြစ်ပါတယ်။ American ကဒါသူ့ရဲ့ nuclear ဓာတ်ပေါင်းဖိုးတွေ nuclear ဒီစီမံကိန်းရှိတဲ့နေရာတွေကိုဖျက်သိမ်းပေးဖို့ကိုတောင်းဆိုထားတာဖြစ်ပါတယ်။ဒါပေမဲ့တောင်းဆိုထားတဲ့ရက်ကဒါ10ရက်ပေးထားတာပေါ့နော်10ရက်ကိုကျော်လွန်သွားပြီဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့အီရန်နဲ့အမေရိကန်စစ်ပွဲကြီးစတင်နေဖြစ်ပါတယ်အီရန်အမေရိကန်စစ်ဖြစ်မယ်ဆိုပြီးတော့သတင်းတွေမှာတောက်လျှောက်ဖြစ်နေခဲ့တာကလွန်ခဲ့တဲ့10နှစ်လောက်ခရေရပါကျွန်တော်တို့တော့တော်တော်အသက်ကြီးလာပြီပေါ့နော်ကျွန်တော်ငငယ်လေးကလေးကနေပြီးတော့မှအီရန်နဲ့အမေရိကန်ဟာစစ်ဖြစ်တော့မယ်ဆိုပြီးတော့ဒါပေမဲ့အမေရိကန်သမ္မတမှမလုပ်ခဲ့တဲ့ကိစ္စတစ်ခုကိုဒါဘယ်အမေရိကန်သမ္မတမှမဆုံးဖြတ်ခဲ့တဲ့ကိစ္စကိုဒါသမ္မတ George W. Bush လက်ထက်မှာအီရတ်ကိုတိုက်ခဲ့တယ်နောက်ပြီးတော့ဒီဂျိုးဘိုင်ဒန်တို့ဘာလို့တောက်လျှောက်ပေါ့နော်ဂျားထဲမှာဒီတခြားနိုင်ငံတွေကိုတိုက်တယ်ဒါပေမဲ့အီရန်နိုင်ငံကိုမထိရဘူးအဲ့တော့အီရန်နိုင်ငံကိုအမေရိကန်နိုင်ငံရဲ့နောက်ဆုံးသောစိုက်ဝင်နေတဲ့စုတစ်ချောင်းပဲတော့ပတ်ချာလည်နိုင်ငံတွေကကန့်ကွက်နေတဲ့ဂျားတွေကပဲပတ်ချာလည်နိုင်ငံဆိုဒူဘိုင်းတို့ကူဝိတ်တို့ကာတာတို့ကမ္ဘာရေနံထုတ်လုပ်တဲ့နိုင်ငံတွေကကန့်ကွက်တယ်ဘာလို့ကန့်ကွက်တယ်လဲဆိုရင်အီရန်နိုင်ငံကိုချစ်လို့တော့မဟုတ်ဘူးသူတို့တွေကရှီယာဒီအီရန်နိုင်ငံရှီယာမွတ်စလင်ဒီဘက်Saudi Arabia တို့တခြားနိုင်ငံတော်များ Sunni Muslim တွေ Muslim ဆိုပေမဲ့သူတို့ကမဂိုင်းမတူကြဘူးပေါ့သူတို့ဒီအချင်းချင်းကိုချစ်လုံးလုံးတော့မဟုတ်ဘူးဒါပေမဲ့ Hormuz ရေလက်ကြားကြီးကကမ္ဘာပေါ်မှာရေနံတင်ပို့မှုက90%ဖြစ်တယ်အဲရေနံတင်ပို့မှု90%ဖြစ်တဲ့ Hormuz ရေလက်ကြားကြီးမှာစစ်ဖြစ်တယ်ဆိုလို့ရှိရင်ကမ္ဘာရေနံတင်ပို့မှုဟာတော်တော်လေးကိုအနှောက်အယှက်ဖြစ်သွားပြီးတော့ထပ်ပြောပါမယ်73စီစီတက်ပါမယ်မြန်မာနိုင်ငံရေးပြတာမျိုးမဟုတ်နော်ကမ္ဘာစီစီတက်ပါမယ်။ဘာကြောင့်လဲဆိုတော့ Hormuz ရေလက်ကြားဒီကမ္ဘာပေါ်မှာရေနံထုတ်လုပ်မှု90%ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Hormuz ရေလက်ကြားမှာစစ်ဖြစ်လို့ရှိရင်ဒါရေနံဈေးတက်တာဟာထုံးစံပါပဲပါရှန်ပင်လယ်ကွေ့ပေါ့ Hormuz ရေလက်ကြားကမ္ဘာပေါ်မှာအမတန်မှနာမည်ကြီးတဲ့ trade routes တွေရှိပါတယ်။ဒါဆိုရင်ပနာမာတူးမြောင်苏တူးမြောင်ပြီး Hormuz ရေလက်ကြားဘာကြောင့်လဲဆိုရင်ဒီဟာကဒီ Hormuz ရေလက်ကြားကနေဖြတ်ပြီးတော့မှပင်လယ်နီကိုရောက်မယ်ပင်လယ်နီကနေပြီးတော့မှဒီ苏တူးမြောင်ပေါ့ခုဂါဇာတို့ဘာလို့ရှိနေပြီးတော့မြေထဲပင်လယ်နဲ့ဥရောပကိုရောက်တာပေါ့အဲ့တော့ဒီလမ်းကြောင်းကြီးဟာတရုတ်ကလည်းဒီလမ်းကြောင်းမှာပဲသွားရတယ်တခြားမြန်မာနိုင်ငံကလည်းဒီလမ်းကြောင်းမှာပဲသွားရတယ်ဒီလမ်းကြောင်းမှာပဲရေနံကုန်သွယ်ရေနံဆိုတာရွှေမဲလို့တင်စားရတာပေါ့
ရွှေမဲလို့တင်စားရတဲ့ကမ္ဘာရေနံဈေးကိုလှုပ်ခတ်နိုင်ပါတယ်ကမ္ဘာပေါ်မှာရေနံတင်ပို့မှုထိပ်သီးနိုင်ငံဖြစ်ပါတယ်အီရန်နိုင်ငံအဲ့တော့အီရန်နိုင်ငံနဲ့အမေရိကန်နိုင်ငံစစ်ဖြစ်တာဟာကမ္ဘာရွှေဈေးကမ္ဘာရေနံဈေးနဲ့ကမ္ဘာဒေါ်လာဈေးကိုအကြီးအကျယ်တွားရောက်ပြီးတော့ရိုက်ခတ်မှာဖြစ်ပါတယ်မြန်မာဟာလည်းကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လဲဒီရိုက်ခတ်မှုတံကိုခံစားမှာဖြစ်ပါတယ်ကစွန်းရက်တဲ့နော်လှုပ်လက်စားပယံသမားအထိကိုဒီစစ်ပွဲဒဏ်ကိုရိုက်ခတ်မှာဖြစ်ပါတယ်ရိုက်ခတ်ခံမှာဖြစ်ပါတယ်ငါတို့နဲ့မဆိုင်ငါမပိုင်ဆိုပြီးတွေးလို့မရပါဘူးကျွန်တော်တို့ဒီဘက်မှာယူကရိန်းနဲ့ရုရှားစစ်ပွဲဟာလည်းကျွန်တော်တို့ရိုက်ခတ်ပါတယ်ဘယ်စစ်ပွဲမဆိုကျွန်တော်ရိုက်ခတ်ပါတယ်ကမ်ဘောဒီးယားထိုင်းစစ်ပွဲမှာလည်းမြန်မာတွေကိုရိုက်ခတ်ပါတယ်အဲ့တော့ကမ္ဘာအရှေ့ပိုင်းပေါ့ကမ္ဘာအရှေ့ပိုင်းဆိုတရုတ်ကိုတွားကြည့်မယ်ဂျပန်ကိုတွားကြည့်မယ်တရုတ်နဲ့ဂျပန်မှာလည်းဘာဖြစ်နေလဲဆိုရင်တရုတ်ရဲ့ဒီငါးခိုးဖမ်းတဲ့တင်မောတစည်းကိုဂျပန်နိုင်ငံကထိမ့်သိမ်းထားလိုက်ပါတယ်တခါမှမလုပ်ဘူးပါဘူးနောက်ဆုံးတရုတ်နိုင်ငံကတော့ရော်ကြီးပေးပြီးတော့သူ့ရဲ့ငါးဖမ်းတင်မောနဲ့ငါးဖမ်းသမားတွေကိုသူပြန်ရွေးမယ်လို့ပြောပါတယ်ဆိုပြောချင်တာကဒီဘက်မှာကမ္ဘာအရှေ့ပိုင်းမှာလည်းထိုင်ဝမ်ဂျပန်တရုတ်ကလည်းတင်းမာမှုတွေဖြစ်နေတယ်နောက်ပြီးတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားဟာလည်းစစ်ဖြစ်ထားတယ်နောက်ပြီးတော့ပါကစ္စတန်အာဖဂန်နစ္စတန်လည်းစစ်ဖြစ်နေတယ်ဒါပေမဲ့တိတ်အရင်မကြည့်ပါဘူးထိုင်းနဲ့ကမ္ဘောဒီးယားစစ်ဖြစ်တာကမ္ဘာအရေးကိုလှုပ်ခတ်နိုင်တဲ့အထိမရှိပါဘူးဘာကြောင့်လဲဆိုတော့ဒီနှစ်နိုင်ငံကမ္ဘာဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့နိုင်ငံမဟုတ်ပါဘူးကမ္ဘာဆက်သွယ်ရေးနိုင်ငံပေါ်မှာလမ်းကြောင်းပေါ်မှာရှိနေတာမာလကာရေးလက်ကြားဆိုတာစင်ကာပူတို့မလေးတို့ရဲ့ဒီလမ်းကြောင်းပေါ်မှာငြိမ်သက်နေလို့ရှိရင်တော့ဒါအေးဆေးပါပဲအဲ့တော့မာလကာရေးလက်ကြားကဲ့သို့အမတန်မှအရေးကြီးတာကတော့ခုလက်ရှိစစ်ဖြစ်နေတဲ့ပါရှန်ပင်လယ်ကွေ့ကဟော်မုတ်ရေးလက်ကြားဟော်မုတ်ရေးလက်ကြားမှာအမေရိကန်လေယာဉ်တင်သဘောကြီးပို့ထတာဟာ2ပတ်လောက်ရှိနေပြီနောက်ပြီးတော့နောက်ဘက်ဒီအစ္စရေးကမ်းခြေမှာရှိတဲ့မြေထဲပင်လယ်ထဲမှာလည်းဒီအမေရိကန်လေယာဉ်တင်သဘောကြီးရောက်နေပြီအရာတို့လည်းအလီခါမနီကလည်းအီရန်နိုင်ငံရဲ့အမြင့်ဆုံးသောဘာသာရေးခေါင်းဆောင်လည်းဖြစ်တယ်နိုင်ငံအုပ်ဆောင်လည်းဖြစ်တယ်သူကဘာပြောထားလဲဆိုတော့ဒီလေရင်တင်သမောတွေကိုနှိမ့်မြုပ်ပြစ်မယ်ဆိုပြီးတော့သူချင်းချောက်ထားတာသူကလည်းအသက်ကတော်ကြီးနေမဟုတ်စိတ်မွေးလည်းဖြူနေပြီစပင်လည်းဖြူနေပြီအသက်ကလည်း80ကျော်နေပြီပေါ့နော်80ကျော်90လားမသိဘူးဆိုတော့သူကလည်းသူ့ရဲ့နောက်ဆုံးအနေထားနဲ့ကိုသူကတတ်မှတ်ထားတာပေါ့သူတို့အနေနဲ့ကတော့အီရန်နိုင်ငံအနေနဲ့ဘာသာရေးစစ်ပွဲအနေနဲ့ခံယူပြီးတော့တိုက်နေပုံရတယ်အဲ့တော့သူ့ရဲ့နောက်ဆက်ခံမဲ့သူပေါ့မတော်လို့သူတည်သွားမယ်ဆိုရင်တော့မှပဲ Islamic regime ကိုဆက်ခံဖို့အတွက်ကိုသူကလူတွေရွေးချယ်ထားပြီးသားဖြစ်ပါတယ်အီရန်နိုင်ငံဟာအရင်တုန်းကရှားဘရင်အုပ်ချုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဘရင်နိုင်ငံဖြစ်ပါတယ်ရှားဘရင်လက်ထက်ဆိုတာလွန်ခဲ့တဲ့48နှစ်တုန်းကရှားဘရင်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့1980ပြည့်နှစ်လွန်နေမှာအယာတိုလာခိုမီနီကနေပြီးတော့မှ Islamic Revolution ဆိုတဲ့ Islamic တော်လှန်ရေးကိုပြုလုပ်ခဲ့ပြီးတော့နိုင်ငံတော် Sharia ဥပဒေနဲ့ Sharia law နဲ့အုပ်ချုပ်နေတာဖြစ်ပါတယ်အဲ့တော့ရှားဘရင်ရဲ့သားကလည်းခုကအီရန်နိုင်ငံကိုပြန်လာပြီးတော့ဒီမိုကရေစီထုံးစံတိုင်းပဲပေါ့နော်အမေရိကန်နဲ့ orange တိုင်းပဲဒီမိုကရေစီပေးမယ်ဘာညာတာရကာပေါ့ဒါတွေပြောနေတာဖြစ်ပါတယ် whatever ပေါ့ဘာပဲဖြစ်ပေါ့ကျွန်တော်မြန်မာနိုင်ငံဟာလည်းကြိုတင်ပြင်ဆင်ထားမှာဖြစ်ပါတယ်မြန်မာနိုင်ငံကဒီအီရန်နဲ့ပူးပေါင်းပြီးတော့လုပ်နေတဲ့စီးရေးဆိုင်ရာကိစ္စတွေတန်တမာရေးဆိုင်ရာကိစ္စလေးတွေရှိပါတယ်အဲ့တော့ဘာတွေဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ရည်တည်မှုက neutral လို့ခေါ်ပါတယ်ဂျားနေနိုင်ငံဖြစ်ပါတယ်ဂျားနေနိုင်ငံဆိုတာဘယ်ဘက်မှဘယ်ကမ္ဘာအင်အားကြီးနိုင်ငံအုပ်စုတွေမှာမပါဘဲနဲ့လွတ်လပ်တဲ့ဂျားနေဝါဒကိုကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့အမေရိကန်နိုင်ငံကိုထောက်ခံတယ်ဆိုတော့၎င်းအီရန်နိုင်ငံကိုထောက်ခံတယ်ဆိုရတော့၎င်းမြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒအရာပြောလို့မရပါဘူးပြောခွင့်လည်းမရှိပါဘူးနောက်ဆုံးတော့အီရန်နဲ့ဒီယူကရိန်းကိစ္စမှာဆိုလဲအီရန်ဘက်ကရုရှားနဲ့ယူကရိန်းကိစ္စမှာဆိုလဲရုရှားဘက်ကပါတယ်ယူကရိန်းဘက်ကပါတယ်ဆိုတော့မြန်မာနိုင်ငံပြောလို့မရပါဘူးမြန်မာနိုင်ငံဟာဂျားနေဝါဒကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။ဘာကြောင့်ဂျားနေဝါဒကျင့်သုံးရလဲဆိုတော့ဒါမှန်တယ်မှားတယ်ပြောလို့မရအောင်။ဘာကြောင့်လဲဆိုတော့ကမ္ဘာပေါ်မှာအုပ်စုတွေကအများကြီးတရုတ်နဲ့ရုရှားနဲ့အုပ်စုရှိတယ်အဓိကအပြင်ပြီးတော့အမေရိကန်နဲ့နေတိုးအုပ်စုရှိတယ်ပေါ့ဒီအုပ်စုနဲ့ဆိုဆိုတာအင်အားကြီးတယ်တစ်ဖက်ဖက်ကိုကတ်လိုက်မှဆိုတစ်ဖက်ဖက်နဲ့ရန်သူဖြစ်သွားမယ်အဲဒါကြောင့်ဘယ်နဲ့မှရန်သူဖြစ်ချင်တဲ့လို့ကြောင့်မလို့အားလုံးကိုလွတ်လပ်ပွင့်လင်းမျှတစွာနဲ့ပြောချင်တာအားလုံးကငါးတငယ်ချင်းအားလုံးကငါးဘော်ဒါပဲဆိုတဲ့ပုံစံမျိုးနဲ့နေထိုင်မှာဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံဟာအိန္ဒိယနဲ့တရုတ်ကြားထဲမှာရှိတဲ့အတွက်ကြောင့်မလို့အိန္ဒိယဟာလည်းနျူကလ িয়ার ရှိတယ်တရုတ်ကလည်းနျူကလ িয়ার ရှိတဲ့အတွက်ကြောင့်မလို့တရုတ်ဘက်ကလည်းကတ်လို့မရအောင်အိန္ဒိယဘက်ကလည်းကတ်လို့မရဘူးဂျားနေနိုင်ငံဖြစ်နေထိုင်တာဟာအကောင်းဆုံးပါပဲဒါပေမဲ့ဂျားနေနိုင်ငံဆိုတခါတလေဂျားညက်တက်ပါတယ်အခုမြန်မာနိုင်ငံကဂျားညက်နေတဲ့အနေအထားမျိုးလို့ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့အားလုံးမြင်တဲ့အတိုင်းပဲလေဒါတရုတ်နိုင်ငံမှာလည်းမြန်မာနိုင်ငံဘက်ကိုခြံစည်းရိုးတိုးခတ်တာမျိုးတွေတို့ MNDAA တို့ကိုဒါလောက်ကင်တို့ဘာတို့အဲ့ဒီမှာမြုပ်ပေးပင့်ပေးလုပ်နေတာမျိုးတွေဒါအများကြီးတွေ့ရတယ်နော်အဲ့တော့တစ်ဖက်မှာလည်းအမေရိကန်ဘက်ကလည်းဟာတရုတ်ကမြန်မာနိုင်ငံကိုအသုံးချပြီးတော့ပင်လယ်ထွက်ပေါက်ပေါ့အနောက်ဘက်ဒီကြောက်ဖြူရင်းတဲ့စိတ်ကံကိုရသွားတယ်ရေနံတွေအကုန်လုံးမြန်မာနိုင်ငံတစ်ဆင့်ဒီယူနန်ကနေပိုက်လိုင်းနဲ့တင်ပို့နေတယ်မြန်မာနိုင်ငံကတရုတ်နိုင်ငံကိုကျော်နောက်ခံပေးနေတယ်ဆိုတဲ့ဂျုံကြီးယူဆမှုကြောင့်လည်းစီးပွားရေးပိတ်အမျိုးမျိုးတွေပိတ်ဆို့ဒုက္ခတွေမျိုးပေးပေါ့အမှန်နိုင်ငံပြောရင်ဟိုဘက်ဒီဘက်ကလည်းသူ့လူငါလူဆွဲရမယ်အစား
ဟုတ်နှစ်ဖက်စလုံးကနေပြီးတော့ဂျားညက်အောင်လုပ်နေတော့ကြောင့်မလို့ဒီနေရာအခြေအနေတစ်ခုကိုပြောင်းပြန်လှန်အောင်လုပ်နိုင်ရမှာဖြစ်ပါတယ်ပြောချင်တာခုမြန်မာနိုင်ငံလွန်ခဲ့တဲ့9နှစ်လုံးမငြိမ်မသက်ရုံနဲ့ဖြစ်နေခဲ့တယ်ဒါပေမဲ့ကမ္ဘာနိုင်ငံတွေကရုံမငြိမ်မသက်ဖြစ်နေတဲ့အခါမှာမြန်မာနိုင်ငံကတည်ငြိမ်စပြုလာတယ်ဒါဟာမြန်မာတွေအတွက်ကိုစမ်းထားတဲ့အချိန်ကံကောင်းတဲ့အချိန်ပါပဲ။ဘာကြောင့်လဲဆိုမြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံတဲ့ထုတ်ကုန်နိုင်ငံတွေဖြစ်တယ်။စစ်ဖြစ်မယ်ဆိုလို့ရှိရင်စံစပါးလူတွေပဲလူတွေပြောင်းလူတွေစားနပ်ရိက္ခာလိုပါတယ်။မြန်မာနိုင်ငံဟာဒီဟာတွေအကုန်လုံးကိုပြည်တွင်းမှာလုံလောက်ပါတယ်။ပြည်တွင်းမှာလုံလောက်ပါတယ်။ပြည်ပကိုတင်ပို့နိုင်ဒီပဲဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကိုမြန်မာနိုင်ငံတိုင်းတင်ပို့နေတာဖြစ်ပါတယ်။အဲ့တော့ကမ္ဘာပေါ်မှာဒီစိုက်ပျိုးရေးအဓိကအခြေခံတဲ့နိုင်ငံဆိုလို့ဥရောပမှာဆိုရင်ယူကရိန်းကဂျုံတွေအများကြီးထုတ်တယ်ဒါပေမဲ့စစ်ဖြစ်တဲ့အခါမှာအများကြီးသူမထုတ်နိုင်တော့ဘူးနောက်ပြီးတော့ဒီဥရောပရဲ့စားနပ်ရိက္ခာတဝက်လောက်ကိုဒါယူကရိန်းကနေပြီးတော့ပို့နေတာယူကရိန်းမှာစစ်ဖြစ်တဲ့အခါကမ္ဘာပေါ်မှာစားနပ်ရိက္ခာဈေးမြင့်တက်လာတယ်မြန်မာနိုင်ငံမှာမြင့်တက်တာမျိုးတော့မဟုတ်ဘူးကမ္ဘာပေါ်မှာမြင့်တက်လာနှစ်ဆလောက်ကိုမြင့်တက်လာတာအင်္ဂလန်မှာလည်းကျွန်တော်တို့အမေရိကန်ဈေးသွားဝယ်တဲ့အခါမှာအရင်တော့တစ်ချက်ပေးရတဲ့ဟာတွေကို2ပေါင်ပေါ့တစ်ပေါင်ပေးရတာ2ပေါင်ဖြစ်လာတာပေါ့နော်ဒါတွေအကုန်လုံးမြန်မာတွေသိထားဖို့လည်းလိုပါတယ်အရေးလည်းကြီးပါတယ်ဘာကြောင့်လဲဆိုတော့ဒီရေနံဈေးတွေကမ္ဘာရွှေဈေးတွေတက်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံက HME ကဏ္ဍတွေမြန်မာနိုင်ငံကရွှေဈေးကဏ္ဍတွေမြန်မာနိုင်ငံကတခြားသောပေါ့နော်ကုန်ပစ္စည်းကဏ္ဍတွေကိုပါတိုက်ရိုက်လာပြီးတော့ထိခိုက်နိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့သတိထားပြီးတော့ Israel American စစ်ပွဲကိုကျွန်တော်ကစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပွဲကြီးပြိသက်ဖြစ်ပါတယ်အီရတ်ကိုလည်း American ဝင်တိုက်ခဲ့တယ်ခုအီရန်ကိုတိုက်နေပြီး Afghanistan ကိုတိုက်ခဲ့တယ်ဆိုတော့ American နိုင်ငံကသူ့ရဲ့ super power ပြချင်တာပေါ့ပြောချင်တာကအမေရိကန်နိုင်ငံအနေနဲ့ကကမ္ဘာပေါ်မှာအများဆုံးသောနျူကလ িয়ার လက်နက်တွေကိုသူကပိုင်ဆိုင်ထားတယ်ကမ္ဘာပေါ်မှာလင်းတင်သမောတွေအများစုပိုင်ဆိုင်ထားတယ်သူစစ်စကန်တွေကတောင်ကိုရီးယားဖိလစ်ပိုင်ထိုင်းလန်ကနေပြီးတော့မှ Middle East ပေါ့အရှေ့လေပိုင်းအထိကိုနေရာအနှံ့မှာဖြန့်ကျက်ထားတယ်အဲ့ဖြန့်ကျက်ထားတဲ့ကုန်ကျစရိတ်တွေအမတန်မှကြီးမားတယ်ပြောချင်တာကအဲ့ဒီကြီးမားတဲ့စစ်အသုံးစရိတ်တွေကိုသူကကြေအောင်လုပ်ဖို့လဲလိုတယ်ဆိုတော့အီရန်နိုင်ငံကိုရှင်းပြီးသွားပြီဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုရှင်အမေရိကန်နိုင်ငံဟာကမ္ဘာပေါ်မှာပြိုင်ဘက်ကင်းစူပါပါဝါနိုင်ငံတနိုင်ငံအဖြစ်ကိုပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်အခုချိန်မှာအမေရိကန်စူပါပါဝါနိုင်ငံပဲလားဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးဒါမာတီပါဝါပုံစံဖြစ်နေပြောချင်တာရုရှားနဲ့တရုတ်ကလည်းအင်အားတော်ကြီးလာပြီတရုတ်ဆိုလို့ရှိရင်စီးပွားရေးကနံပါတ်1လောက်ကိုဖြစ်လာပြီနှစ်တောင်မဟုတ်လို့1လောက်ကိုဖြစ်လာပြီဆိုတော့ဒီဟာကို तू ကခြေဖြတ်ဖို့ရာပနားမာတူးမြောက်အောင်အမေရိကန်အရင်ထိန်းချုပ်တယ်ပြီးတော့ဒီဆူဝက်တူးမြောက်ထိန်းချုပ်မယ်ပြီးတော့ Greenland ကိုထိန်းချုပ်မယ်ပြီးလို့ရှိရင်ဒီအီရန်နိုင်ငံမှာဒါ successful ဖြစ်သွားပြီဆိုလို့ရှိရင် American နိုင်ငံဒီကမ္ဘာပေါ်မှာဒါပြောမယ်ဆိုရင်သူ့ရဲ့ power ဟာနှစ်ဆတိုးလိုက်သလိုဖြစ်သွားမယ်ပေါ့နော်ဒါကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်စစ်ဆိုတာနှစ်ဦးနှစ်ဖက်ထိခိုက်ပျက်စီးမှုရှိနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အီရန်နိုင်ငံဟာလည်းတောက်လျှောက်ကိုနျူကလ িয়ার စမ်းသပ်မှုတွေတောက်လျှောက်ကိုဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစစ်ဆိုတာကတော့အသေးကြီးပျက်စီးမှုရှိတယ်ကုန်ကျစရိတ်တွေရှိတယ်အီရတ်နိုင်ငံဆိုရင်ဘာဖြစ်သွားလဲကြည့်လိုက်အီရတ်နိုင်ငံတို့နောက်ပြီးတော့လစ်ဗျားနိုင်ငံတို့ဆိုလို့ရှိရင်စုပ်ပြတ်တက်သွားတာပေါ့နော်အဲ့တော့ဒီ Israel American နဲ့ Iran စစ်ပွဲဟာတရက်နှစ်ရက်တစ်လနှစ်လနဲ့ပြီးဆုံးသွားမယ့်စစ်ပွဲမဟုတ်ဘူးတကယ်လို့အနိုင်ရရှိသွားမယ်ဆိုရင်တော့မှပဲမငြိမ်ဒေတာရဲမငြိမ်သက်မှုတွေနဲ့အုပ်စုဖွဲမှုတွေနဲ့ခွဲထွက်မှုတွေနဲ့အများကြီးရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒါဟာသတင်းသေးသေးလေးတစ်ခုမဟုတ်ပါဘူး Israel American နဲ့ Iran စစ်ပွဲဟာကမ္ဘာစစ်ပွဲလို့ခေါ်လို့မရယုံလေးတက်မယ်ပဲရှိပါတယ်เนาะကျွန်တော်တို့သတိထားပြီးတော့ကြည့်ရှုဖို့လိုပါတယ်အားလုံးအမှကျေးဇူးတင်ပါတယ်